ရခိုင်လူမျိုးအတုကိုဟမ်ရခိုင်လူမျိုးကိုလည်းစစ်ကောင်ကြီးကအဲ့လိုဗိုလ်ချုပ်ထိုးမြတ်နိုင်ဗိုလ်ချုပ်ထိုးမြတ်နိုင်ကိုလည်းဗိုလ်ချုပ်ထိုးမြတ်နိုင်ကြီးကဘယ်နိုင်ငံမှာဘယ်ဆွစ်ဇာလန်မှာဘယ်နိုင်ငံမှာတိုက်ကြီးဝယ်ပြီးသွားပါပြီရခိုင်တွေကိုတွေးထိုးခဲ့တာဒါပေမဲ့အောင်မြင်လားဟမ်မအောင်မြင်ဘူးရခိုင်လူမျိုးတွေကြားထဲမှာဗိုလ်ချုပ်ထိုးမြတ်နိုင်မကောင်းပဲပြောဟာဒီလူကအဲ့လိုကြီးလားဗိုလ်ချုပ်ထုံးမြတ်နိုင်ငံတိုက်ဒီကားတွေရှိတာလားဆိုပြီးတော့ငါတို့မထောက်ပံ့ကြဘူးဆိုပြီးတော့ဘယ်နိုင်ငံမှမရှိဟင်နိုင်ငံအဲ့ဗိုလ်ချုပ်ထုံးမြတ်နိုင်ရတဲ့လက်နက်တွေကဘယ်ရတယ်မှဘယ်ရတယ်မှလဲဒီပြပရတာပြပမှာပါလဲရခိုင်အသေးဆိုတာရှိမင်းတို့တော့စောက်ဖွဲ့ကြီးတွေကွဲပြဲမလို့ရခိုင်အသေးဆိုတာရခိုင်အသေးပဲဟင်ဟိုရခိုင်ရှေ့ရခိုင်အရှိအသေးလို့ရခိုင်အနောက်အသေးလို့အဲ့လို10ဘွဲ့တွေမကွဲဘူးရခိုင်အသေးဆိုရင်ဥမာကိုရီးယားအကုန်လုံးလာစုပေါင်းတာအစုပေါင်းလို့တို့စားတောက်ဆိုင်ရာပဲဖြစ်ပါစေနော်တို့ဘလို့ပဲဖြစ်ပါစေချမ်းပုံငွေရပဲဖြစ်ပါစေအကုန်လုံးအဘိုလ်ချုပ်ထုံးမြတ်နိုင်ရောက်တာရှင်းလားဟမ်နော်စစ်ကောင်ကြီးကလည်းတွေးခွာတာပဲမင်းတို့ငါတို့ဗမာတွေလိုပဲဟိုမှာတော်စုရဲ့ဟိုမှာတော့သူ့ရဲ့အောက်ဆွဲဟိုမှာဟိုနိုင်ငံမှာကောင်းသားသွားပြီဆိုရင်မင်းတို့ကအဲ့မှာတန်လေးရမျက်လုံးနေနဲ့သူတို့ကပြည်သူတို့ထောက်မဖို့ပဲနဲ့ခိုးနေတာပါဆိုရင်မင်းတို့ကအဲ့မှာပါသွားပြီစကောက်ဒီဘက်ကပါသွားပြီမသိမှတာနဲ့နားဖြစ်ဖြစ်ပေါ့နော်အခုလည်းကိုရီးယားရခိုင်တွေကိုတလေးတစားနဲ့ချီကျူးထိပ်တွေကိုရှေ့ကျူးရဆိုတာတော့ဒါမင်္ဂလာတစ်ပါးပါပဲကျွန်တော်တို့ရခိုင်လူမျိုးတွေဆိုလို့ရှိရင်လည်းကလားနဲ့နေပြီးတော့ဘာသာရေးအဖြစ်ခွေလိုက်အရှင်ရှင်ကြားတွေမှာဟိုပါတီဒီပါတီထောက်ပြီးတော့ခွေလိုက်တာပေါ့နော်ဂုဏ်ယူပါတယ်ရခိုင်လူမျိုးဖြစ်ရတာပေါ့နော်ခုလိုမျိုးအဖွဲ့အစည်းကြီးရောက်တစ်ခုမှာရခိုင်တရားသားတစ်ခုလုံးနေနေတယ်ဆိုတာလေနေတာတော့မဟုတ်ဘူးပေါ့ဒီတိုင်းမြေကိုလည်းအဲ့ဒါကိုအတူယူဖို့ပေါ့နော်အောင်မလျှော့ပဲဆက်ကြိုးစားဖို့တိုက်တိုက်ရှင်ပါတယ်